ဒီနေ့ဒီမှာကိုချင်းစာလေးကြားရှိရပစ္စည်းလာမခေါ်ရဘူးဟဲ့ငါတို့ကိုပါတော့အမေပါလို့ဒီစားမမီးလို့ရှင်စဉ်းစားကြည့်ပစ္စည်းတွေပါဝိုင်းဘယ်တော့တနာလို့ကောင်းလို့အားလုံးပဲမင်္ဂလာပါ NZ Blog ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့် reaction video လေးကတော့အခုခေတ်မှာဘယ်သူမှယုံလို့မရတော့ဘူးเนาะသိလားအခုဒီဗီဒီယိုထဲမှာဆိုရင်မိန်းကလေးတယောက်ကအသက်ငယ်လေးပဲရှိသေးတယ်เนาะနေခင်ကြောင်တောင်ကြီးเนาะအဆောင်ကိုเนาะပေါ်တင်ကြီးတက်ပြီးတော့ဒီများပစ္စည်းတယူတာဗျာအဲ့ဒါလူမီတော့မှ तू ကမဟုတ်ပါဘူးဘာညာညင်းနေတော့ဟိုကစော်ပြီလေโอเคကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်လိုက်ကြဗျာဒီနေ့ဒီမှာကိုချင်းစာလေးကြားရှိရပစ္စည်းလာမခေါ်ရဘူးဟဲ့ငါတို့ကိုပါတော့အမေပါလို့ဒီစားမမီးလို့ရှင်စဉ်းစားကြည့်ပစ္စည်းတွေပါဝိုင်းဘယ်တော့တနာလို့ကောင်းလို့ဒါငါတိုင်းမှာ3ခါရှိ3ခါရှိနော်3ချိန်ရှိမိကောင်လေးဖြစ်ပါရဲ့အတီးရအကောင်လေးဖြစ်ပါဒီမှာနေတဲ့လူရလေ3နဲ့9နဲ့တမားတွေဒီနေ့လာနောက်နဲ့တက်လို့မရဘူးဒီမှာပြောင်းမယ်ဆိုလို့ဒီတလားကြိုပြောအဆောင်မရှိဘူးမိသားစုခန်းနေပြီပဲဟုတ်တယ်ဒီလိုမျိုးမနေ့ကနေ့မှပြောင်းလာတော့ခန်းမရှိဘူးနော်မနေ့ကနေ့မှပြောင်းလာတာငါအခန်းမှမရှိဘူးကျွန်တော်တို့ပြောင်းတော့တနည်းကျော်သွားပြီနင်းလည်းငါမသိဘူးနင်းတနေ့ကြော်မကလို့ဘယ်နေ့ငါမသိဘူးဒီလိုဒီလိုဝိုင်းအောင်လေးလေသူတို့လာနင်းတော့တခုမျိုးမသိဘူး လူလည်းမြင်ဘူးအောင်ဒီဆောင်ထဲမှာမြင်ဘူးအောင်ဒီခိုင်လိုလည်းပေါ်တယ်အများဆုံးကကျွန်တော်ဟုတ်ဒီကတော့လည်းလက်ခံပြရစီဟိုသုံးတော့ဟို3နှစ်ဒီတက်သွားတယ်နားနေပြီဒါအမှလေးကမှဘုံသွားဝယ်ဘုံသွားဝယ်ဆိုတော့ကိုယ်ကငါးပဲဆိုတော့ကျန်းလာကျန်းတော့အောက်ကသူ့သူလေးအောင်မှာဒီအေးလို့ဒီနေ့စပိတ်မလို့သူလေးဆိုစပိတ်အောင်မှာဘုရားမောင်အိမ်မှာထားဒီချက်သွားတော့ကိုတို့တကားတော့ဒီလေကောင်းကောင်းပြေဒီကပ်ပြီးလေအဲ့ဒါဆိုတဲ့ဘက်ကကျွန်တော်ဒီဟာလာတယ်ဒီဘက်ကကားနဲ့ဟာတော့တရားရတယ်တော့သူတက်လာတယ်အဲ့တော့ပြောတော့တယ်တော့မပွေးဘုရားကားနဲ့ထားပြီးတယ်တော့ဒီတော့ပွေးမှာပြုံးမယ်ငါတို့ထိုင်တယ်နော်လက်ပြီးလက်ကျမိမိဒီပြန်လှည့်လိုက်တော့လေပြီလားဟိုပထမတစ်ခါတော့အဲ့တိုင်းပဲလက်ပြီးလက်ကျမိတယ်အဲ့တော့အခန်းထဲမှာဝင်အောင်ပွေနောက်နေတယ်အဲ့ဒါကိုကြည့်လိုက်ဒီရတယ်ရရလေးဆိုလဲကောင်းငါတို့ဒီပြောရဲလို့ငါကညမ်းနေတယ်ပွေနောက်နေတယ်ဘာမှမဝေးပါဘူးဗျာကျွန်တော်မဟုတ်လားမလုပ်ပါဘူးအဲ့တော့ကကြာတယ်အဲ့လိုပဲစကန်းကိုဟွာပေါ့နော်ဟိုကခေါ်တော့တရားကြွေးပါလေကိုတရားကတောင်းစားပြီအနည်းမဟုတ်တော့မလုပ်ပါဘူးညီမလေးအဲ့လိုတော့မလုပ်ပါဘူးအေးဘာမှမလုပ်နေမဟုတ်တာမလုပ်ဟုတ်လားမဟုတ်မှန်လားမဟုတ်လားမလုပ်ဟုတ်လားပြီးပြန်လွှတ်လာလိုက်မယ်ဟုတ်လားဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ထိပါပဲခင်ဗျာเนาะမြင်တဲ့အတိုင်းပဲเนาะအခုခင်မှာဘာမှကိုယုံလို့မရအောင်ဒီရုပ်ကတခုရုပ်နဲ့တူနေလားเนาะသူရဲ့လေတယ်ဗျာတိလားသူတိုက်ခမ်းမှနေတယ်တဲ့เนาะတိုက်ခမ်းပန့်ရှင်ရလဲเนาะ3ထပ်တော်မှဆိုတော့အခန်းတော်တော်များမှာပဲเนาะလူလဲမမိချင်မမိလောက်မယ်เนาะအမှဟိုအနောက်ဦးလေးအင်ကြီးအစိမ်းနဲ့ဦးလေးကเนาะသူ့တကားကိုဆွဲဖွင့်နေတယ်ဆိုလို့เนาะအပြန်မှာတိုးလို့ဒီကောင်မလေးဒီလိုခံလိုက်ရတာတိလားเนาะတော်နဲ့မယုံကြနဲ့เนาะတိလားမလွယ်ဘူးနော်ယောက်ျားလေးဆိုအကုန်လုံးဟိုကောင်တွေဝိုင်းရရုပ်တိမှာလားဒီကောင်မလည်းနော်မလွယ်ဘူးနော်โอเคကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်